ဒီတိုင်းစစ်မှုတော်ရောနဲ့တီကီတာကာကိုမြေမြုပ်ပြီးဥရောပရဲ့အမြန်ဆုံးတိုင်းစစ်ကိုပုံဖော်သွားတော့မယ်ဘာစနာရဲ့တီကီတာကာကစားကွက်ကြီးတိတ်ဆုံးသွားပါပြီ။စာပင်းအင်းနေစာလို့ဘောလုံးပိုင်ဆိုင်မှုအသားပေးတဲ့ကီကြီးကိုဆုံးသက်ပြီးလျှက်စီးလက်လိုမြန်တဲ့ပြေးခုံပြေးအားကစားသမားတွေနဲ့တိုင်းစစ်ကိုပုံဖော်တော့မယ်လို့ပြောရင်ခင်ဗျားတို့လက်ခံနိုင်ပါမလား။ပရိသတ်များလုံးမင်းတော်ပါမြောင်ဘောလုံးသတင်းကိုအများနဲ့ပုံမှန်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကနေပြန်လည်ကြိုလိုက်ပါရစေ။ကျွန်တော်မိတ်ဆွေညီကိုများဘောလုံးပွဲတွေကိုစော်သားခြင်းနေဆိုရင် page bio က Viber နဲ့ Telegram တွေကိုဆက်သွယ်ပြီးငွေကြေးမယုံကြည်စိတ်ကြစွာစော်သားနိုင်ပါတယ်ခင်ဗျာ။ဘာစနာလို့နာမည်ကြားလိုက်တာနဲ့ကျွန်တော်တို့မျက်စိတဲ့အရင်ဆုံးပြင်းပြမိတာကကွင်းထဲမှာဘောလုံးကိုတစ်ချက်ထိ one touch ပေးဖို့မှုတွေတောက်လျှောက်လုပ်ပြီးပြန်မဲ့ကိုအချင်းယူအသေးလေး PR ပေးကစားတဲ့ပုံစံမှာဂါလာကီကလေးကတီဆောက်ခဲ့တဲ့ဒီကစားဟန်ကိုဘာစနာပရိသတ်တွေကသူတို့ရဲ့ကိုယ်ဝေယဘာသာတရားတစ်ခုလိုယုံကြည်ခဲ့ကြတာပါဒါပေမဲ့ခေတ်သစ်ဘောလုံးလောကမှာဒီလိုအေးအေးဆေးဆေးကစားနေလို့မရတော့ပါဘူးဥရောပရဲ့ထိပ်သီးပြိုင်ပွဲတွေမှာရုပ်ပိုင်းဆိုင်ရာကြမ်းခိုင်မှု physicality နဲ့လက်တစ်ပြက်အမြန်နှုန်း pace ကပွဲတစ်ပွဲရဲ့အဖြေကိုစက္ကန့်ပိုင်းအတွင်းပြောင်းလဲပြနိုင်ပါတယ်ဒါကိုကောင်းကောင်းသဘောပေါက်သွားတဲ့ဘာစနာဘိုးပွဲဟာလာမယ့်ရာသီအတွက်ဘယ်သူမှအထင်မထားတဲ့ကြောက်ခမန်းလိလိမဟာဗျူဟာတစ်ခုကိုတိတ်တိတ်ဆိတ်ပြင်ဆင်နေပါပြီအဲ့ဒါကတော့ဥရောပတစ်ခွင်ကအမြန်ဆုံးကစားမတွေကိုခေါ်ယူပြီးတမိုင်းမှာအမြန်ဆုံးဘာစနာတိုင်းစစ်ကြီးကိုတိစောက်ဖို့ပါပဲဒီတိုင်းစစ်ကြီးကိုအကောင့်ထဲပေါ်ဖို့အတွက်ဘာစနာရဲ့တိုင်းစစ်ကိုဦးဆောင်သွားမယ့်ကစားမတော်ရဲ့အမြန်ဆုံးစင်အင်စတက်တွေကိုမြင်လိုက်ရင်ခင်ဗျားတို့ဗဆက်ဟသွားပါလိမ့်မယ်အင်္ဂလန်တောင်ပိုင်းကစားမဂေါ်ဒွန်ဟာလက်ရှိဥရောပမှာအမြန်ဆုံးကစားမတွေကတယောက်ပါသူရဲ့အမြင့်ဆုံးအမြန်နှုန်းဟာတနအီကို39.6ကီလိုမီတာအထိရှိပါတယ်ဒါအပြည့်ခုံပြည့်အားကစားသမားတယောက်ရဲ့အမြန်နှုန်းလေးပါရှိပါတယ်တိုတာဘယ်တောင်ပန်ကနေဘောလုံးဆွဲပြီးပြေးပြီးဆိုရင်ဘယ်ခံစင်မှုမှနောက်ကနေလိုက်မိဖို့ဆိုတာလုံးဝမဖြစ်နိုင်တော့ပါဘူးဂျာမန်လူငယ်ကျယ်ဝင်းအက်ဒီအေမီဟာချန်ပီယံလိပွဲစဉ်တွေမှာသူ့ရဲ့ကြောင်းဆင်အောင်ကောင်းတဲ့အမြန်နှုန်းကိုတက်တည်ပြခဲ့ပြီးသားပါတနအီကို36.9ကီလိုမီတာနှုန်းနဲ့ပြေးလွှားနိုင်တဲ့သူ့ကိုညာတောင်ပန်ဒါမှမဟုတ်တိုင်းစင်မှုနေရာမှာထားလိုက်ရင်ခံစင်မှုတွေအတွက်အိမ်မက်ဆိုးတစ်ခုဖြစ်လာမှာသိကြပါတယ်လာမစီယာအကယ်ဒမီကနေထွက်ပေါ်လာတဲ့ရှေးအောင်ကျယ်ဝင်းနဲ့လာမရမယ်ကတော့အမြန်နှုန်းတစ်ခုတည်းနဲ့မကဘဲနစ်စတစ်ပိုင်းရပါအမြင့်ဆုံးအဆင့်မှာရှိနေသူပါအသက်16နှစ်အရွယ်လေးနဲ့တနအီကို35.5ကီလိုမီတာပြေးနိုင်တဲ့ရမယ်ဟာညာဘက်ချမ်းကနေပြိုင်ဘက်တွေကိုခေါင်းမှုအောင်လှည့်စားနိုင်စွမ်းရှိပါတယ်။ခင်ဗျားတို့စဉ်းစားကြည့်ပါဒီတောင်းစလုံးသာလာမယ့်ရာသီဘာစနာရဲ့အတိုင်းစစ်မှာပေါင်းစုံသွားခဲ့မယ်ဆိုရင်ဘာတွေဆက်ဖြစ်လာမလဲ။ဒါရီယယ်မက်ဒရစ်ပိုင်းဥရောပအခြေတီအသင်းတွေအခန်းစင်မှုတွေအတွက်တော့တကယ်ငဲကန်းကြီးဖြစ်လာပါလိမ့်မယ်။အခုခေတ်အသင်းကြီးတော်များဟာခန်းစင်အကြောင်းကို high defense စစ်လိုင်းကစားတဲ့ကြပါတယ်။အကယ်၍ဘာစနာနဲ့ကစားတဲ့အချိန်မှာတော့ခန်းစင်အကြောင်းကိုအဲ့လိုတင်ကစားမိရင်ကွင်းထဲကနေပယ်ရီတို့ကနောက်ခံလူတွေကြောဘက်လွတ်နေတဲ့နေရာတွေကိုဘောလုံးတစ်ချက်လေးချပေးလိုက်တာနဲ့ဇလန်းကပြီးသွားပါပြီ။ဂါဒွန်အယ်ဒီမီနဲ့ရာမယ်တို့ရဲ့ PR ကိုဘယ်ခံစင်မှုကမှအမိလိုက်နိုင်မှာမဟုတ်ပါဘူး။ဒါကောင်တာအချက်တွေကနေစက္ကန့်ပိုင်းအတွင်းဂိုးတွေဒိုင်းဝင်သွားနိုင်တဲ့ကြောက်ခမန်းလေးညီပြွာတစ်ခုဖြစ်ပါတယ်။ဘောလုံးပိုင်ဆိုင်မှု90%လောက်ယူပြီးဂိုးမရတဲ့ကစားကွက်အတွက်ဘောလုံး3ချိန်လောက်ထိရတဲ့ဂိုးဘောက်ကိုရောက်သွားမဲ့လက်တစ်ပြက်တိုင်းစစ်ကိုဘာစနာကပြောင်းလဲကျင့်သုံးမှုစ조사နေတာပါ။ဒီနေရာမှာကြီးကျယ်ငင်းခုန်စရာပြဿနာတစ်ခုထွက်လာပါပြီ။ဘာစနာပရိသတ်အစ်စ်တွေကတော့ဒီကိစ္စကိုလုံးဝသဘောမကျကြပါဘူး။ဘာစနာစာကွင်းထဲမှာစနစ်တကျဘောလုံးပေးဖို့ပြီးပြိုင်ဘက်ကိုအသက်ရှူကြအောင်လုပ်တဲ့အသင်းမှာအခုလိုအမြန်နှုန်းကြီးပဲသုံးပြီးပြေးလွှားကစားနေတာဟာရီယယ်မက်ဒရစ်တို့လီဗာပူးရဲ့ပုံစံမျိုးဖြစ်နေပြီးကျွန်တော်တို့ရဲ့ UN Cry ချမှတ်ခဲ့တဲ့တီကီတာကာဂျီယန်နေကြီးလုံးဝပျောက်ဆုံးသွားပြီဆိုပြီးအပြင်းထန်ဝေဖန်နေကြပါတယ်။ဥရောပချန်ပီယံလိဖလားလို့ချင်းဘိုင်ယန်မြူနစ်တို့မန်စီးတို့ကိုရှင်နိုင်မဲ့အမြန်နှုန်းနဲ့ကျန်းခိုင်မှုမရှိမဖြစ်လိုအပ်တဲ့အခုလိုမြန်ဆန်တဲ့တိုင်းစစ်သုံးခုကိုတိစောက်တာဟာဘာစနာအတွက်အကောင်းဆုံးစင်ကယ်ပြောင်းလဲမှုပဲလို့ခြေပားနေကြပါတယ်။ညီကိုတို့ကရောတီကီတာကာကိုမြေမြုပ်ပြတော့မဲ့ဘာစနာရဲ့ဒီစိတ်ကိုပေါ်ဘယ်လိုမြင်ကြလဲ။ပြောပြသွားခဲ့ကြပါဦး။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။ကျွန်တော်မိတ်ဆွေညီကိုများဘောလုံးဝဲတွေကိုစော်သားခြင်းနေဆိုရင်တော့ page bio က Viber နဲ့ Telegram တွေကိုဆက်သွယ်ပြီးငွေကြေးမယုံကြည်စိတ်ရစွာစော်ကားနိုင်ပါတယ်ခင်ဗျာ။